များတို့ကုမ္ပဏီကလူလိုနေလားမသိဘူးเนาะ Are you hiring Are you hiring ကျွန်တော်အလုပ်တစ်ခုလိုက်ရှာနေတာပါ I am looking for a new job I'm looking for a new job ကျွန်တော်ကခင်ဗျားတို့ကုမ္ပဏီမှာအလုပ်လုပ်ချင်ပါတယ် I want to work in your company I want to work in your company ကျွန်တော်ကအလုပ်တစ်ခုရသွားပါပြီဆိုရင်တော့ I got a new job I got a new job လေးခုတခါတည်းပြောကြည့်အောင်ခင်ဗျားတို့လူလိုနေလား Are you hiring Are you hiring ကျွန်တော်ကအလုပ်တစ်ခုလိုက်ရှာနေတာပါ I'm looking for a new job I'm looking for a new job ကျွန်တော်ကခင်ဗျားတို့ကုမ္ပဏီမှာအလုပ်လုပ်ချင်ပါတယ် I want to work in your company I want to work in your company ကျွန်တော်ကအလုပ်တစ်ခုရသွားပါပြီ I got a new job I got a new job ဟုတ်ပြီနော် comment မှာကျွန်တော်ကအရင်တစ်ပတ်ကပဲအလုပ်တစ်ခုရသွားတာကို English လို့ဘယ်လိုပြောမလဲ comment မှာရေးနေပြောပေးသွားပါအောင်ဒီလိုမျိုးဗီဒီယိုလေးတွေအတွက် TikTok Facebook YouTube မှာ follow နဲ့ subscribe လုပ်ပေးပါနောက်ထပ်ဗီဒီယိုလေးတွေသိချင်တာလေးမေးချင်တယ်ဆိုလို့ရှင်တော့ comment မှာတခါတည်းမေးသွားလို့ရပါတယ် Viber ဖုန်းနံပါတ်မှာသင်တန်းလေးတွေစုံစမ်းချင်တခါတည်းအမှသွားပြီးစုံစမ်းပေးပါဖုန်းဆက်တာမဟုတ်ဘဲနဲ့ message ပို့ပြီးစုံစမ်းပေးပါ Thank you so much see you on my next videos